အဖိုးကြီးခပြတဲ့ကျုံနဲ့ဘာမှမဆိုင်တော့ဘာမှမပတ်သက်ဟာရင်းနဲ့ပါတကယ်စုတ်သွားတာတော့တမိနေကျန်တဲ့ချိန်လေးလာပါလားဘာလို့ခွေကျုံမြင်လာတော့နဲ့တိုက်လာတာတော့ဟုတ်တယ်သမီးဟုတ်တယ်တွေ့ကြည့်သမီးတို့မင်္ဂလာဆောင်တော့လည်းအဖေမရောက်ခဲ့ဘူးနော်မတ်တက်ထဲကနေပြီးတော့အတင်းဆွဲပြီးတော့မတ်တက်ထဲကနေဟောလို့ကိုဆွဲပေါ်ပြီးတော့အဲ့ဒါကောက်ဝင်တင်လာပြီးကွယ်ဟောသားမိဘနဲ့ဝေးကွာသားမိဘမျက်နှာလေးမြင်လိုက်လို့ဘာမှသက်သာတယ်ပေါ်ဝင်ရှိရစေးလိုက်တော့အဲ့ပေါ်မလေးတော့ဟာဒီရလာလေးဟာအဖေဘလို့လာတော့ဘာလို့လာတော့အေးဒီအဲ့လောက်မှရိုင်းမယ်လို့တော့ခုလည်းမတွေးထားဘူးလေဟုတ်လားအဖေလည်းတွေးရှင်နေဆိုတော့အေးတော်လေးဦးနော်သူကအဖေကိုအဲ့ဒီရဲ့ပတ်ဝန်းကျင်မှာမရှာပြအောင်သူ့ရဲ့ပတ်ဝန်းကျင်အောင်ဘလောက်တိတ်ခါတရားရင်းနဲ့ဘလောက်အဆင့်ရှိနေလို့တော့ဟာအဲ့လိုမှန်ဒီမလွတ်ပါဘူးခင်ဗျားမပြောဘူးခင်ဗျားစကားမများချင်အေးဟဲ့ကောင်ငါမင်းနဲ့စကားများအောင်လာတာမဟုတ်ဘူးငါသားရဲ့မျက်နှာလေးငါသားနဲ့စကားပြောချင်လို့မြင်ချင်လို့ငါလာတာမင်းကစကားများကိုလာတာမဟုတ်ဘူးရတဲ့အောင်လာတာမဟုတ်ဘူးရန်တွေ့အောင်လည်းလာတာမဟုတ်ဘူးအဲ့ဒါခါလေဒေကျော်လေးခိုင်ပါတဲ့ဟောတဲ့တော့ဆက်ငါ့အိမ်ဘောတော့လိုက်ပြီဟိုမှာအဖေတို့ခေါ်ရရှိတာမရှိပြောလိုက်စားလို့ဆရာကျွန်တော်ကအဖေတို့ခေါ်ရမရှိဘူးဆရာမှအဖေတို့ခေါ်ရရှိသေးတယ်လို့ပြောလိုက်စားလဲနဲ့လိုက်ရှင်ပြောပြလိုက်စားသိအောင်ပြောခဲ့တယ်သူတို့သားရဲ့မိဘဖေးပဲလို့အဲ့ခိုင်နဲ့ကလေးဒီရှိမှပုံရောက်တယ်သူကအခုသူ့ကိုယ်သူလုပ်ငန်းရှင်ဆိုပြီးတော့မောက်မာနေရတဲ့လားအဲ့ဒါ